ဒီနေရာကတော့လည်းစဉ်းစားပြောရတယ်စောစောမီးတွေပါဒီပြောမိတာလူရှင်တော်မလို့ရုပ်တရက်ပြောလိုက်တာပါစိတ်မဆိုးပါနဲ့အပြစ်မယူပါနဲ့တောင်းပါပါတယ်ပါရင်လည်းပါမှာဟုတ်ကဲ့ပါမှာဒါတဲ့ဟိုပြီးတယ်ဆိုတာကိုယ်တော်ကမာယွန်းပါတောင်းမှသွားရတယ်လူရှင်တော်ဆိုတော့တချို့ကလည်းမော်တော်ဘီကယ်ပြောပေးသားမှာကျွန်တော်မော်တော်ဘီကယ်မပြောဘူးဘာလို့ကျွန်တော်ဦးလေးကမော်တော်ဘီကယ်ဟုတ်ကဲ့မမလည်းယူပါတယ်ကြားပန်ကိုယူတာအတော်တွေကဆုံးမလည်းမရဘူးယူတာအမတွေကပြောလည်းမရဘူးကျွန်တော်တို့ပြောလည်းမရဘူးအမလူဆိုတာနောင်တရတယ်ရှိတယ်မို့လားဟုတ်တယ်ကျွန်တော်ဦးလေးကအခုလုံးဝိုင်းပြောလိုက်တဲ့အခါမှာအခုပတ်စာမယူတာ9ရက်ရှိတယ်ဒီနေ့သူ့ရက်လည်းပဲမဲဟာဒါတော့မှဓမ္မထဲပေးရမပြောလို့ရှာသေးတယ်ခင်ဗျပြောတဲ့နေရာသေးတယ်ဗောဒီဘကွာပြောမှလည်းဒါကြီးကပြောလိုက်အမြင်တရားနဲ့ဟုတ်ပါနောက်ဆက်သွယ်ရဖြစ်သွားမယ်ဟုတ်တယ်ဗျာကျွန်တော်ကြိမ်ပြောဆိုကြိမ်ပြောပါတယ်ကျွန်တော်တကယ်ချင်းဘွေရပြီးသားမော်တော်ဘီကယ်ဖြစ်တာဒီနေ့တည်းဒီနှစ်သက်10နှစ်ရှိပါပြီငါးပြားတော့မစားဘူးဘယ်မှာတာဝန်ကြလဲအင်းလေးခရမ်းညီငယ်မော်တက်ယူရတယ်အဲ့ဒါကမော်တော်ဘီကယ်မဟုတ်ဘူးရေတော်ဘီကယ်တဲ့ဗျာမော်တော်ဘီကယ်မှာလူရပါယူတဲ့လူများယူတာပဲရှိတာပဲဘယ်တော့မှပေးလို့တောင်းလို့မရဘူးအဲ့ဒီမော်တော်ဘီကယ်တယောက်မင်းကုန်းမှာသွားတော့လှူတာမော်တော်ဘိုးကနေလိမ့်ကြသွားရေတဲ့ကိုအဲ့မှာပြောမော်တော်ဘီကယ်ကျွန်တော်လက်ခမလက်ပေးဆိုလုံးဝမပေးဘူးဗျာဒီကောင်းတော့သေတော့မှာပဲပြောမော်တော်ဘီကယ်ကျုပ်လက်ယူလိုက်ကျုပ်လိုက်လို့ငါလက်ဖမ်းဆွဲတာအဲ့ကြမှာကိုယ်မော်ဆွဲတင်လိုက်ရတယ်ဗျာအမှန်တက်ရှင်သွားတယ်ပေးဆိုတော့မပေးဘူးပြောပါလေကွာတော့ပါတော့အရေးမထွက်ကိုတော်ကြီးတွေဟမ်ဘယ်နဲ့ဖရားလည်းသွားနိုင်တာတော့ဖရားလည်းမနိုင်နဲ့အရေးတည်းမထွက်ဘူးတဲတဲ့ရတယ်တွေ့နဲ့လုံးလူမြင်မခံပြောတာရှိရင်မရင်ဖွင့်လို့ပါလို့ဟုတ်လားအဲ့ဒါတော့အာလွန်သွားတဲ့ခါလဲမှားမှာပေါ့ကွာတောင်းမှပြီးသားဖွင့်လို့ရမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမဲ့ကံကောင်းလို့ငါအချိန်မီရောက်တာဟုတ်လို့မြပါရမြို့ပွဲမှာငါဖမ်းလာလို့ဟုတ်ကဲ့အုတ်တော့မပါလို့လိုင်စင်မပါလို့ငါလည်းပြောင်ပြောခဲ့တာဆရာကြီးလို့ခင်ဗျားမားနေပြီလို့ဆိုင်ကဲမဟုတ်ဘူးလို့ဆက်ဘိန်းကြီးလို့သူကလည်းပြန်တောင်းမှန်တယ်မသိဘူးဗျာတဲ့ဈေးဥပေါ့ခင်ဗျားရမ်းတွဲတာပဲခင်ဗျားမစားကဗျာတောင်းတော့မြည်သွားလားမပြောနဲ့တော့အာနာပါလေတော့မှားတာရှိတောင်းမှပါတယ်လက်စားနဲ့သူပြောပြသွားတာဟုတ်ကဲ့ကောကလေးတွေကတောင်မှပြောနေတယ်မော်တော်ဘီကယ်သားသမီးတွေကဘာပြောစားဝဲနေရေးငွေရှာပေးကျေးဇူးကြည်ပေးတို့ခရာကျေးဇူးကြည်ပေးတို့ဖေဖေခရာကြောင့်ပိုက်ဆံရနေတာသူတို့ကလည်းမပြောပါနဲ့ကွာယူနီဖောင်းပေါင်းပြီးနဲ့ပြာကြီးကိုကလိုင်တင်တို့ကနှိုက်လိုက်ရင်အညာပြည့်တယ်လိုင်တင်သူတို့လိုင်တင်ကချီမျက်စိတွေချုပ်ထားတာတော့ဖေတယ်အောက်ထိုးအဲ့ဒါပြန်တော့ပေါင်းကြီးတောက်ပြန်သွားတာလို့အဲ့ဒါမမြင်သေးလို့ဗျအဲ့ဒီအိတ်ကတော်တော်ရှည်တယ်အိတ်ကဘယ်လောက်ရှည်လဲဆိုတော့အဝီကြီးအထိရောက်သွားတာဒါကြတော့သူတို့သေတော့လဲဘာမှမလိုတော့ဘူးအဲ့အိတ်ကြီးဆွဲဆင်းသွားတာပဲမမေဆူတောင်းထားတာခင်ဗျဘာဆူတောင်းမင်းတို့ကသေရင်မရောက်ချင်လို့နတ်ပြည်ရောက်ချင်တာတော့ရောက်ချင်တာသူတို့ကနတ်ပြည်မရောက်ချင်ဘူးဘယ်ရပြည်ရောက်ချင်တာဘာလို့နတ်ပြည်က6ချက်ရှိတာဘယ်ရပြည်က8ချက်နားများတယ်အေးပေါ့မားတာရှိတောင်းပါပါတယ်မပြောနဲ့တော့အာနာပါတယ်ဒီလိုပွဲမျိုးကပြောလို့မကောင်းပါဘူးဟုတ်တယ်လူကြီးတွေလည်းလာကြည့်ကျွန်တော်ဓာကြီးတွေကဂွေနဲ့ထုတ်လိုက်ရင်လူကြီးတွေတန်းရောက်သွားမှာမထမင်းခဏလေးဗျာကဲလားညနေညနေတဲ့ချိန်ဘာမှမကြောက်ဘူးကားတန်ကြားလို့ဆိုတော့တော့လောပါနော်ပြောတော့ငါပြောပြီးခုမှကြောက်တယ်